ရှေးရှေးတုန်းကကာလနဂါမင်းကြီးတစ်ပါးရှိခဲ့ပါတယ်။သူ့ရဲ့မြေးတော်စံတီးကလူပီကိုလာရောက်ပြီးဥပုံတီလာဆောင်ပါတယ်။အဲ့ဒီမှာနေနဲ့သားနဲ့တွေ့ဆုံပြီးမြစ်တာတက်ဝင်သွားကြပါတယ်။မကြာခင်မှာပဲမင်းသမီးလေးမှာကိုဝင်ရှိလာပါတယ်။ဒါပေမဲ့နေနဲ့သားကသူ့ကိုထားခဲ့ပြီးထွက်သွားခဲ့ပါတယ်။နဂါမင်းသမီးဇန်တီဟာသူ့မိဖွားခင်နေနဲ့သားကိုရှာဖွေဖို့ကြီးဖြူကိုစေလွှတ်လိုက်ပါတယ်။နေနဲ့သားကပတံများတစ်လုံးကိုထုတ်ပြီးနဂါမင်းသမီးလေးအတွက်ကြီးဖြူနဲ့ပေးလိုက်ပါတယ်။ဒါပေမဲ့အပြန်ခီးမှာကြီးဖြူဟာကုန်းတယ်တွေရဲ့စားချွင်းစားကြံတွေကိုတက်မှတ်ပြီးစားတောင့်နေတော့ပတံများထုတ်ကိုကြောက်တုံးပေါ်မှာဖြစ်သလိုတင်ထားလိုက်မိပါတယ်။အဲ့ဒီပတံများထုတ်ကိုချီးချောင်းနဲ့လဲလှယ်ထားခဲ့ပြီးကုန်းတယ်တွေကပတံများကိုခိုးယူသွားခဲ့ပါတယ်။အစားကိုပဲတက်မှတ်နေတဲ့ကြီးဖြူဟာချီးချောက်ထုတ်ကိုပတံများထုတ်လို့ပဲထင်ပြီးနဂါမင်းသမီးစီကိုယူလာခဲ့ပါတယ်။နဂါမင်းသမီးကချီးချောက်တွေကိုမြင်တော့အယံဝမ်းနဲ့သွားပါတယ်။နောက်တော့နဂါဥသုံးလုံးကိုတောင်ပေါ်မှာဥခဲ့ပြီးဂယူးမဆိုင်တော့ပဲနဂါပီကိုပြန်သွားခဲ့ပါတယ်။ဒီအချိန်မှာကောင်းကင်နတ်ဖျားတစ်ပါးကမိုးဆိုးတအူးကိုတောင်ပေါ်ကိုလမ်းညွှန်လိုက်ပါတယ်။မိုးဆိုးကနဂါဥကိုတွေ့တဲ့အခါဝမ်းမြောက်သွားပါတယ်။ဒါပေမဲ့ရုတ်တရက်လေပြင်းတဲ့မိုးကြိုးတွေလှိမ့်ဝင်လာပြီးမိုးကကတဲမဲမဲရွာချလိုက်တယ်။မိုးဆိုးကမြစ်ကိုဖြတ်ကူးတဲ့အခါနဂါဥသုံးလုံးကမြစ်ထဲကိုကျသွားပါတယ်။ပထမရွှေရောင်ဥတစ်လုံးကမိုးကုတ်ချက်ပြင်းတစ်လျှောက်အက်ကွဲသွားပြီးပတံများရတနာတွေဖြစ်သွားတယ်။ဒုတိယနဂါဥကမီရှမ်းတိုင်းပြီးမျက်မှောက်ခေတာလီယူနန်ပြည်နဲ့တရုတ်ပြည်ကိုမျောသွားပါတယ်။အဲ့ဒီနဂါဥကနောက်မှာမိဖုရားတအူဖြစ်လာတဲ့မိန်းကလေးတအူကိုမွေးဖွားလာပါတယ်။နောက်ဆုံးနဂါဥဖြူကိုတော့အေယာဝတီမြစ်ထဲလွှတ်ပစ်လိုက်ပါတယ်။ပြူအိုဇနီးမောင်နှံကညီကန်းသားမှာအဲ့ဒီနဂါဥဖြူကိုတွေ့ပြီးဆယ်ယူလာပါတယ်။အချိန်ရောက်တဲ့အခါအဲ့ဒီဥကနေပညာဉာဏ်ထက်မြက်ပြီးချောမောလာပါတဲ့လူသူငယ်တူဖွားမြင်လာပါတယ်။အဲ့ဒီလူငယ်ဟာနောင်အခါပြူမင်းဖြစ်လာမဲ့ပြူစောထီးဖြစ်ပါတယ်။မြန်မာနဲ့တရုတ်နိုင်ငံနှစ်နိုင်ငံဟာတောတောင်ရေမြေတွေဆက်ဆက်နေတာချစ်ကြည်ရင်းနှီးမှုရှည်လျားတာတွေကြောင့်ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုရှိကြပါတယ်။မြန်မာနဲ့တရုတ်နိုင်ငံနှစ်နိုင်ငံချစ်ကြည်ရေးအတွန်းရှည်ပါစေ။